ကောင်မလေးတယောက်ဟာဒုရိယာလေးတို့ကိုတီးနေရင်နဲ့မိနေစဉ်လက်လုံးလာခဲ့ပါတယ်အဲ့လိုနဲ့ခဏနေကြာမှထမိန်မတွေးပြနေမှုသမီးကိုသူမဟာမြင်ပြီးတော့ရမ်းလန့်သွားခဲ့ပါတယ်အဲ့လိုနဲ့ကောင်မလေးဟာဖေးတဲ့ချက်နတ်ဆန်မရှိကိုတွားမိခဲ့ပါတယ်အဲ့လိုနဲ့နတ်ဆန်မကသူတို့နှစ်ယောက်ကိုညီတို့နဲ့ပတ်သက်မှုစီးနေလို့ဆိုပြီးပြောလိုက်ပါတယ်အပြန်မှာကောင်မလေးရဲ့ကားပေါ်ကိုတေးမလိုက်ပါလာခဲ့ပါတယ်အဲ့လိုနဲ့ကောင်မလေးနှစ်ယောက်နဲ့နတ်ဆန်မဟာတေးမရဲ့ချစ်သူမသိဘဲတွားပြီးအမှုဖွင့်ခဲ့ကြပါတယ်ကောင်လေးဟာမှုလက်မခံကောင်မလေးကသူ့မျက်မှောက်ကိုတွန်းပြီးတော့ပစ္စည်းယူပေးနေပါတယ်အဲ့ချိန်မှာသူ့မိဟာဆွေခဲ့ပါတယ်အဲ့ဒါကိုမြတ်သမီးကဆေးဆိုးသွားပါတယ်အဲ့လိုနဲ့ပဲသူညမနဲ့ချင်းပြီးတော့ချောင်းကြည့်တယ်သူ့မိတို့ချောင်းကြည့်နေနေပဲသူကစိတ်တုန်နေခဲ့ပါတယ်အဲ့လိုနဲ့ကောင်မလေးကတနေ့မှသူညမယောက်ျားကိုဖတ်လိုက်ပါတယ်အဲ့ဒါကိုသူညမယောက်ျားကလက်မခံခဲ့ပါဘူးကောင်မလေးကလည်းဒင်းဆွဲလိုက်လုပ်ပါတယ်သူကောင်မလေးကိုအဲ့နဲ့သူကောင်လေးကပြောလိုက်ပါတယ်နင်းညမယောက်ျားမဟုတ်လားဆိုမေးလိုက်ကောင်လေးကဖောက်ပြန်တာမကောင်းကြောင်းရှင်းပြနေပါတယ်အဲ့ဒါကိုတွေးပြီးတော့မြတ်သမီးကစိတ်ဆိုးရင်းနေခြင်းပဲဖြစ်ပါတယ်